ဒီကိုရလုံးမဲမင်္ဂလာပါမနေ့ကကျွန်တော်ယူပါလီပွဲရရှိเนาะမနေ့ကယူပါလီပွဲဒီကတော့ကျွန်တော်မရပါဘူးအဲဒီလိုပါပဲเนาะတစ်ခါလေးကျရင်ကျွန်တော်ရလိုက်မရလိုက်ဆိုတော့ရှိရတယ်ဒါပေမဲ့ယူပါလီကလည်းတိတ်ပြီးတော့ဟိုပေါ့ဆော့လို့ကောင်းတယ်မှာတော့မပါဘူးဒီနေ့မှာတော့ကျွန်တော်ဒါပရီးမီယာလိအစောဆုံးပွဲတစ်ပွဲတော့ကျွန်တော်ပြန်စပြီပရီးမီယာလိပွဲစဉ်31ကျွန်တော်တို့ဒါဘုံမောင်းနဲ့မန်ယူရဲ့ပွဲရှိเนาะဒီနေ့ညကျွန်တော်တို့ည2နာရီဝန်းကျင်လောက်မှာဘုံမောင်းနဲ့မန်ယူပွဲရှိတယ်လက်ရှိကျွန်တော်တို့ဒါဘုံမောင်းနဲ့မန်ယူဒီလက်ရှိ table ရဆိုလို့ရှိရင်ကျွန်တော်တို့မန်ယူကအဆင့်3မှာရှိတယ်ဘုံမောက်ကဇရာရဲ့အလဲတက်တယ်ကျွန်တော်တို့အဆင့်10မှာရှိတယ်เนาะလက်ရှိနှစ်သင်းလုံးရဲ့ဆောင်းဆောင်ရည်ကြည့်ရမယ်ဆိုလို့ရှိရင်တော့မန်ယူဒီကျွန်တော်မိုက်ကယ်ကာဗက်လက်ထက်မှာအိမ်ကွင်းရန်ကောင်းတယ်အိမ်ကွင်းတွေမှာတော့6နိုင်ထားတယ်ဆိုပေမဲ့လည်းအဝေးကွင်းပိုင်းတွေမှာတော့ကျွန်တော်တို့ဒီအာဆင်နယ်ကိုနိုင်ပြီးရဲ့နောက်ပိုင်းပေါ့နော်အာဆင်နယ်ကိုနိုင်ပြီးရဲ့နောက်ပိုင်းကျွန်တော်တို့ဝဟန်တို့ဝဟန်တေးကြတယ်ပြီးရင်နျူကာဆယ်ကိုကျွန်တော်တို့ဒါရှုံးနေထားတယ်ဗျာနော်အဝေးကွင်းပိုင်းလေးမှာတော့ကျွန်တော်တို့ဒီမန်ယူနေနဲ့ကျွန်တော်တို့ဒီနည်းနည်းလေးတစ်ခါကြလို့ရှိရင်ဖေးဖြစ်တာလေးပေါ့နော်လုံးဝပုံကြောင်ပတ်တာလေဗျာအဲ့လိုပုံစံလေးတော့ရှိတယ်ဘုံမောက်ကတော့ကျွန်တော်ဒီနေ့ရာဒီမှာဆိုလို့ရှိရင်တော့ဒီနောက်ပိုင်းပွဲတွေမှာဆိုရင်ဘုံမောက်ကအိမ်ကွင်းရှုံးပွဲကျွန်တော်တို့နော်9ပွဲ10ပွဲလောက်ထိအိမ်ကွင်းရှုံးပွဲလုံးဝမရှိထားပဲနဲ့ကျွန်တော်တို့ဒါအိမ်ကွင်းမှာကျွန်တော်တို့စပါကို3-2နဲ့နိုင်ထားတယ်ပြီးရင်လီဗာပူးကို3-2နဲ့နိုင်ထားတယ်အက်စတိုဗီလာကို1-1နဲ့တည်ကြတယ်နော်ပြီးကျွန်တော်တို့ဆန်လာလောင်းကိုတည်ကြတယ်ဘရန်ဖို့ကိုတည်ကြတယ်ဗျာနော်ဒီနောက်ပိုင်းဒါ၄ပွဲဇက်တိုက်ကိုကျွန်တော်တို့တည်ရလက်ကိုစွမ်းဆောင်ထားတယ်အဲ့တော့ဘုံမောက်ကအိမ်ကွင်းမကောင်းလားဆိုတော့လည်းမဟုတ်ဘူး။အိမ်ကွင်းကောင်းတယ်။ဒါပေမဲ့လည်းကျွန်တော်တို့ဒီနောက်ပိုင်းတွေမှာဆိုလို့ရှိရင်ဒီကိုးသွင်းနှုန်းတွေကျပြီးတော့တရေရက်လက်ကများလာတာပေါ့ဗျာ။နော်သူတို့ရဲ့ဒါအဓိကတာဂတ်ကလည်းကျွန်တော်တို့ဒီ channel player တွေလည်းမရှိတော့ဘူး။အပေါ်လည်းကျွန်တော်တက်လို့မရတော့ဘူး။အောက်ကလည်းစင်းဖို့တော့ရာခိုင်နှုန်းနည်းသွားပြီဆိုတော့ကျွန်တော်ဒီ Premier League ဒီအလယ်လက်လောက်ဇယားအတွင်းမှာဝင်နေရင်ဘုံမောက်အနေနဲ့ကအဆင်ပြေနေပြီဆိုတော့နော်သူတို့ကဒါသူတို့ရဲ့အဓိကကျွန်တော်တို့ပြမကကျွန်တော်ဒါလူကောင်းတွေပေါ်လာရင်ဒါလူထုတ်ရောင်းမယ်ပြီးရင်တမ်းမစင်းရအောင်လုပ်ပြီးတို့ဒါလူရောင်းဝယ်လုပ်နေတဲ့ပုံစံမျိုးဖြစ်နေတယ်ဗျာနော်စီမန်ယိုဆိုလို့ရှိရင်တော့ဒါတကယ်အထိုက်ကစားသမားဒါပေမဲ့မက်ဆီတီကိုရောင်းတယ်ဒါလူအယောင်းဝယ်လုပ်နေတဲ့အသင်းပုံစံမျိုးဖြစ်နေတယ်ဗျာနော်အဲ့တော့နှစ်သင်းလုံးရဲ့ head to head ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်မန်ယူနဲ့ဘုံမောက်ကကျွန်တော်တို့နောက်ဆုံးတွေ့ဆုံခဲ့တဲ့ပွဲတွေ၅ပွဲလောက်ကျွန်တော်ခြုံကြည့်ရမယ်ဆိုရင်ဘုံမောက်ကကျွန်တော်တို့2ပွဲနိုင်ထားတယ်နော်ဒါ6အိမ်မှာ6ပွဲလောက်ပေါ့နော်အဲ့ဒီမှာဘုံမောက်က2ပွဲနိုင်လာပြီးတော့ဘုံမောက်ကတော့ကျွန်တော်ဟတ်တူကမှနည်းနည်းလေးသွားတာနေတော့ကျွန်တော်ပြောလို့ရတယ်ပဲနော်ဒါပေမဲ့ကျွန်တော်တို့ဒီဘုံမောက်ရဲ့အိမ်ကွင်းဆက်ဆောင်ရေးမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့မန်ယူက2ပွဲနိုင်ထားပြီးတော့ဘုံမောက်က1ပွဲနိုင်ထားတယ်2ပွဲတည်ကြတာတယ်နောက်ဆုံး5ပွဲနော်ဘုံမောက်အိမ်ကွင်းမှာရှင်းမြန်ကစားခဲ့တဲ့ပွဲမှာမန်ယူက2ပွဲနိုင်ဘုံမောက်က1ပွဲနိုင်ပြီးတော့2ပွဲတည်ကြတာတယ်ပဲနော်အဲ့တည်ပွဲလေးကနည်းနည်းလေးများနေတယ်လို့ပြီးတော့လက်ရှိဘုံမောက်ကလည်းအိမ်ကွင်းမှာတောက်လျှောက်ကျွန်တော်တို့4ပွဲလောက်ထိဇက်တိုက်ကိုကျွန်တော်တို့တည်ကြထားတာဆိုတော့ဒီနေ့ညပွဲမှာတော့မန်ယူအနေနဲ့လွယ်လွယ်ကူကူတော့ကျွန်တော်တို့နိုင်ဖို့မလွယ်ဘူးပြီးလို့ရှိရင်မန်ယူကကျွန်တော်တို့ဒီလူငင်ကလည်းကျွန်တော်အများနဲ့ပြောနေပါတယ်เนาะဒီကျွန်တော်တို့လူအရန်တွေပါတွေကတိတ်ပြီးအားကိုးလို့မရဘူးပြီးရင်လူစင်းတုံလောက်ကလည်းမရှိဘူးအခုတော့လူဝယ်ဖို့အတွက်ကျွန်တော်တို့နျူကာဆယ်ရဲ့တိုနာလီတို့ဘာလို့ကိုကန်းနေတာတော့ရှိတယ်အဲ့တော့ဒီနေ့ပေးထားတဲ့ဈေးတန်းကကျွန်တော်တို့เนาะဒါဟိုမန်ယူကနေပြီးတော့ကျွန်တော်ဝေးကွင်းကနေ level 80ရှုံးကိုပေါင်းကကျွန်တော်တို့3လုံးကို5ပြားရှုံးနဲ့စတင်ထားတယ်ပေါ့နော်3လုံး5ပြားရှုံး3လုံးတည်ရည်နဲ့ဈေးကတော့နည်းနည်းလေးအပြောင်းလဲလို့ရှိတယ်ဒါဈေးတန်းပုံ UTP ကိုပါတော့ကိုတွေးခေါ်ပြီးဆော့ပါဒီမနက်ဈေးတန်းကကျွန်တော်တို့ body ဈေးက level 80ရှုံးပြန်เนาะ level 80ရှုံးဆိုတော့ကျွန်တော်တို့မန်ယူအနေနဲ့ဒီနေ့ပွဲမှာကျွန်တော်တို့ဝေးကွင်းနေမှာနည်းနည်းလေးကချောင်ပတ်တဲ့အချင်းရှိတာအဲ့ဒီချက်ကျွန်တော်ကြောက်ကြရတယ်เนาะနျူကာဆယ်နဲ့ပွဲတော့ကတော့ဖြစ်အဲ့လိုပုံစံမျိုးဖြစ်သွားပြီဆိုလို့ရှိရင်ဒီပွဲကကျွန်တော်တို့တည်ကြရင်မကြရင်အခက်မသိဘုံဘောက်ကတော့ကျွန်တော်တို့ကတ်နိုင်သွားနိုင်တော့လည်းသိလားအဲ့တော့အခုဗီဒီယိုချင်းလေးကတော့ကျွန်တော်ကတော့မန်ယူအနေနဲ့အနေဆုံးတည်လောက်ထိတော့ရှိမယ်လို့ထင်တယ်ဒါပေမဲ့ဘုံဘောက်ကိုလည်းရှုံးမတက်စေချင်ဘူးဘုံဘောက်ကကျွန်တော်အင်ကွင်းနောက်ဆုံး9ပွဲလောက်ကိုကျွန်တော်ရှုံးပွဲမရှိကန်လာတာဆိုတော့ဒီပွဲကတည်ကြဖို့အတွက်ရာခိုင်နှုန်းအများဆုံးပွဲလို့လည်းပြောလို့ရတယ်အဲကျွန်တော်ကမန်ယူဖန်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့မန်ယူ body ကိုကျွန်တော်ကြိုက်တယ်ဗျာနော်မန်ယူကျွန်တော်ယုံကြည်ရဲအဝေးကွင်းမှာဒီနေ့လည်းအကောင်းဆုံးကန်နိုင်မယ်လို့ထင်တယ်ဒါကျွန်တော်တို့ဒါ fan ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်မန်ယူဘွဲကိုအဓိကပေးတာဒါကြိုက်မတူဆိုလို့ရှိရင်ဘက်ကန်ပြီးတော့ဘုံမောက်ထိုင်လို့ရတယ်ဘုံမောက်ကဒီနေ့တေးကြဖို့တော့ကျွန်တော်ရာခိုင်နှုန်းတော့များတယ်ဗျာနော်အပြီးတော့ကျွန်တော်တို့ဒါကိုပေါင်းစီပေါ့နော်ကိုပေါင်းကကျွန်တော်တို့3လုံး5ပြားရှုံး3လုံးတည်ဆိုတော့ဒီနေ့ပွဲဒီဘုံမောက်ကကျွန်တော်တို့ဒီအတင်းကြီးနဲ့တွေ့လို့ရှိရင်တော့ထထကောင်းတယ်နော်ကျွန်တော်စပါကို3-2နဲ့နိုင်တယ်လီဗာပူးကို3-2နဲ့နိုင်တယ်ချက်စီကို2-2လားမသိဘူးနော်ကျွန်တော်တို့တည်ကြတာအတင်းကြီးနဲ့တွေ့လို့ရှိရင်တော့ထကောင်းတဲ့အခြေအနေရှိတယ်ဒီတစ်ချက်ကိုကျွန်တော်သတိထားရမယ်အဲ့တော့လက်ရှိဘုံမောက်ကတည်ပွဲများပြီးဂိုးပေါက်တွေပျောက်နေတယ်ဂိုးပေါက်ပျောက်တော့2ပွဲလောက်ရှိပြီနော်ဂိုးပေါက်ပျောက်တယ်ပြီးမန်ယူကအဝေးကွင်းတွေမှာတစ်ခါတည်းကျရင်မထင်မှတ်ထားသလိုကချောင်ဖတ်တဲ့အတွက်ကြောင့်တကယ်လို့မန်ယူနိုင်ခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့ဒီနေ့ပွဲဒီဂ
ိုးပြဖို့တော့မလွယ်ဘူးကတ်နိုင်ဖို့ပဲများတယ် CC 1112ဒီတစ်ပေါက်သွားမလားအခက်မသိမယ်ပြန်ရှုံးသွားနိုင်တယ်ဗျာနော်ဒါပေမဲ့ကျွန်တော်တို့ခုနပြောခဲ့တဲ့အတိုင်းပဲကျွန်တော်ဒါမယ်ဆိုပြတဲ့ကြောင့်ကျွန်တော် main body နဲ့ပဲကျွန်တော်ကြိုက်တယ်ကိုပေါင်းကတော့ကျွန်တော်တို့3လုံး5ပြားရှုံးဆိုတော့ကျွန်တော်စိတ်ထင်တော့3လုံးတော့မကြော်တော့ဘူးလို့ထင်တယ်ဒါပေမဲ့ပြောလို့တော့မရဘူးဒီလီဗာပူးလို့ကျွန်တော်တို့စပါးလို့3-2နဲ့အနိုင်ရထားတာဆိုတော့နော်ဒီတစ်ချက်တော့စဉ်းစားရတာဖြစ်တယ်ဗျာနော်ဒါပေမဲ့ကျွန်တော်ကတော့ကိုပေါင်းအောက်ကိုကျွန်တော်ဒီစွန့်စားပြီးရွေးချယ်ခြင်းနဲ့ဘာလို့လဲဆိုလို့ရှိရင်ဘုံဘက်ကကိုပေါင်းပြောက်တယ်မန်ယူကလည်းဝေးကွင်းမှာကချောင်းဖတ်တဲ့အတွက်ကြောင့်ကိုပေါင်းအောက်ကိုကျွန်တော်ပိုကြိုက်တယ်ဗျာနော်အဲ့တော့ဒီနေ့ကျွန်တော်ဒါဘုံဘောနဲ့မန်ယူဘွဲကိုကျွန်တော်မန်ယူဘော်ဒီရဲ့ကိုပေါင်းအောက်ရဲ့ကြိုက်ပါတယ်အကြိုက်တူမှာဆိုပါ channel ဘွဲတွေကိုကျွန်တော် channel ထဲမှာပဲတင်ပေးပါတယ်ဗျာနော်ဒါရောက် join ကြဖို့ဖိတ်ခေါ်တယ်အားလုံး good luck ပါ